ဖေချွေးဆက်တွေကလေအတီးဆုံးပါပဲသမီးငယ်လေးမဖြစ်ဆုံးတဲ့အဖေတို့ဘဝတွေသမီးအနာနေလို့ဖြစ်သေးလို့သမီးအဖေလည်းသမီးကိုလွိုင်းတယ်ပြန်ချင်းပြီးမဲ့လေသမီးလေးဘဝရှိအတွေ့ကအဖေတာဝန်ကြည်စီဖို့ရသမီးကိုခဏလေးခွဲလို့လာခဲ့တာပြန်လာခဲ့ပါတော့ဒီဟိုရင်ချင်းတော့ငါလို့အဖေပြတဲ့ပုံပြင်ကလေးတွေနားထောင်နေအိတ်ရှင်တယ်ကြောင်းသွားရင်လဲသမီးမအဖေကြောကိုလဲပိုးကသွားခြင်းပြီးမဲ့လေဖေဖေကြီးကအနာမမချီဘူး